ကုသလောမြန်မာနိုင်ငံမှာကိစ္စတော်တော်များများဖြစ်နေပါတယ်။အဲ့ထဲမှာကျမဟာဘာကိုလုပ်ရမလဲဘယ်လိုရှေ့ဆက်ရမလဲဆိုတော့ကျမဘာမှမသိတော့ပါဘူး။အဲ့ဒါကြောင့်ကျမဒီသချင်းလေးတစ်ပုဒ်ထဲမှာပဲကျမရဲ့ခံစားချက်တွေအကုန်လုံးကိုဖြည့်ပြီးတော့ဆိုရမှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာမိကလည်းမလားရေကလည်းပြဲမြန်မာနိုင်ငံမှာငလင်းကလည်းလုံးဘာလို့ကမှမသိမြန်မာနိုင်ငံမှာစေတွေကလည်းတန်ပတ်စမရှိတော့ပါခုမှကြောင်ပဲရဲ့ဒီလိုဖြစ်တယ်နာမရအိမ်မရဘာလို့ကမလဲပတ်စံမရှိဖုံးအမရှိငါဘာလို့ရမလဲအိုင်နေတော့အရန်ပူတဲ့ချင်းလဲကြိုက်တယ်မျက်စိလဲဝေးသေးရောကျမအိမ်လုံးတယ်လုံးမရှိတော့တချင်လေးနီးတချင်ပုတ်ရတယ်အိုင်တချင်ကိုအားလုံးကိုဆိုပြလိုက်မယ်မြန်မာနိုင်ငံမှာမိကလည်းမလားရေကလည်းပြဲမြန်မာနိုင်ငံမှာငလင်းကလည်းလုံးဘာလို့ကမှမသိမြန်မာနိုင်ငံမှာစေတွေကလည်းတန်ပတ်စံမရှိတော့ပါမြန်မာနိုင်ငံမှာဟောပြလာပြီ